Hero Gen 2နေလေကို Hero ကပိုကျန်းနေမဲ့ control setting ချိန်ကြီးအပြည့်အစုံOne Shot 7ရဲ့ပရိသတ်ကြီးများအားလုံးမင်္ဂလာပါခင်ဗျာ Game ဆော့တဲ့အခါ Hero 2 level 2ရှင်ချနေတော့မှကို Hero ကနေပြီးတည်နေတာမျိုးကြုံနေရပြီလားဒါဆိုရင်တော့ညီကိုတို့ in game setting တွေကိုတိချမသိသေးတာကြောင့်ပါပဲဒီနေ့မှာတော့ကျွန်တော်က enemy ထက်ခြေတလန်းအမြဲတာနေစေမဲ့ in game control setting တွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးတစ်ခုကတော့ close pursuit ဒီ setting ကဘယ်လိုလုပ်လဲဆိုရင်ကိုက jungler ကိုင်ပြီးတော့ buff စားနေတဲ့အချိန်အနားကို enemy ရောက်လာတဲ့အခါသူနေနေပဲကြံတဲ့စားလက်စ buff ကြီးကိုထားခဲ့ပြီးတော့ enemy နောက်ကိုလိုက်ရိုက်တဲ့ဖြစ်စဉ်မျိုးကြုံဘူးကြမယ်ထင်ပါတယ်အဲ့ဒါကအဲ့ဒီ close pursuit setting ကိုပိတ်ထားမိလို့ပါ close pursuit setting ကိုဖွင့်ထားမယ်ဆိုရင် hololo dilolo နဲ့ buff နဲ့ enemy ကြားပြားများနေမှာမဟုတ်တော့ပါဘူးနောက်ထပ် setting တစ်ခုကတော့ active creep filter ပါ active creep filter ဆိုတဲ့ setting ကတော့ကိုယ့်ကို damage ပေးနေတဲ့ creep ကိုပဲကိုကပဲ damage ပြန်ပေးအောင်လုပ်ပေးထားတာပါနားရှုပ်သွားမယ်ထင်ပါတယ်ဒီ filter က fighter တွေ assassin တွေလိုမျိုး basic short range hero တွေမှာတိတ်ပြီးမသိတာပေမဲ့ marksman hero တွေမှာတော့အတော်လေးသိတာပါတယ်ကျွန်တော်စမ်းပြပေးထားပါတယ်အရင်ဆုံးဒီ setting ကိုပိတ်ထားပြီးတော့ blue buff အနာကနေသူ့ရဲ့နောက်က laser ကို skill 1နဲ့လှမ်းပြီးတော့ damage ပေးလိုက်ပါတယ်နောက်တစ်ချက် basic type ထပ်ပစ်တော့ laser ကိုမထိဘဲနဲ့သူဘာသာသူနေတဲ့ blue buff ကြီးကိုသွားပစ်တာတွေ့ရမှာပါဒီ active creep filter setting ကို on ထားလိုက်ရင်ဒီလိုမဖြစ်တော့ပါဘူးကို damage အရင်ပေးထားတဲ့ buff ကိုပဲနောက်ထပ် basic attack ကလေးပဲ damage လိုက်ပေးမှာဖြစ်ပါတယ်အနည်းဆုံး creep ကိုပဲ damage ပေးတာမဟုတ်တော့ဘဲနဲ့ကိုရင်စားဖို့ damage ပေးထားတဲ့ creep ကိုပဲ damage ဆက်ပြီးတော့ပေးတော့မှာပါဒါကြောင့်မလို့ jungler တွေ marksman တွေအတွက်လည်းဒီ setting ကဖွင့်ထားဖို့အတွက်လိုအပ်ပါတယ်တတိယ setting ကတော့ attack elevation distance ဒီ setting ကလည်းပဲအပေါ်က setting တွေနဲ့ခက်ဆင်စင်ပါပြီသူကဘယ်လိုလုပ်လဲဆိုရင်တော့ဒီ setting တွေကို off ထားပြီးတော့ basic attack ခလုတ်ကိုနှိပ်ရင် hero ကမတ်တက်ရက်ပြီးတော့ basic attack ခုတ်နေတာကိုတွေ့ရမှာဖြစ်ပြီးဒီ setting ကို on ထားလိုက်ရင်တော့အနည်းဆုံးမှာရှိတဲ့ enemy ကိုသွားပြီးမှ basic attack ခုတ်မှာဖြစ်ပါတယ်ဒီတော့ဒီ setting ကကိုယ့်အတွက်အဆင်ပြေနိုင်မှသာဖွင့်ထားကြပါကိုကအားနေတိုင်း basic attack ခလုတ်ကိုနှိပ်နေကြလို့ဆိုရင်တော့သွေးနေနေတဲ့အချိန်အဲ့ဒီ setting ကြီး on ထားရင် enemy ကိုကီးသွားပေးတယ်လို့ဖြစ်နေမှာပါလေးခုမြောက် setting ကတော့ moving pursuit ဒီ moving pursuit ဆိုတာကတော့အရင်က attack acid နဲ့အတူတူပါပဲ basic attack ပြည့်ရင်ပြေးရတဲ့11တို့လို hero တွေမှာ attack acid ကိုဖွင့်ပြီးတော့ဆော့ခဲ့ကြတယ်လို့ပါပဲ enemy ကကိုယ့်ရဲ့ basic attack range အတွင်းမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ် enemy ကို basic attack ပြည့်ရင်နောက်ကလိုက်လို့ရစီမှာဖြစ်ပါတယ်နောက်ဆုံးပြမယ့် setting ကတော့ accurate indicator ဒီ accurate indicator ဆိုတာကအရင်တုန်းက skill smart targeting လို့ပြောလို့ရပါတယ် enemy hero တွေအများကြီးထဲမှာ skill damage ပေးပြီးတော့ကိုရွေးချခြင်းတဲ့ကောင်ကိုချလို့ရအောင်လုပ်ပေးတဲ့ setting ပါဒီ setting ကတော့ single target hero တွေဖြစ်တဲ့ saber တို့လို hero တွေမှာအရန်အသုံးဝင်နိုင်မှာပါဒီလောက်ဆိုရင်တော့ in game တွေကအသုံးဝင်စေမဲ့ setting တွေအကြောင်းသိချာနားလည်သွားမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ